Okay အခုဟာကျွန်တော် test writing နေနဲ့ဒုတိယမြောက် video sharing အဖြစ်ဒီ dated if function ပေါ့တကယ်ပဲလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်တကယ် real world မှာပဲဖြစ်ဖြစ်ဘာတွေ့ရလဲဆိုတော့ exam နဲ့အသုံးပြုတဲ့အခါမှာ date တွေနဲ့ပတ်သက်ပြီးတော့ kind of ဖြည့်ရှင်းရတယ်အဲ့ဒီအချိန်မှာ date နှစ်ခုကိုမှရှိတယ်အဲ့ date နှစ်ခုကိုဘာလို့ compare လုပ်မလဲdate နှစ်ခု compare လုပ်တဲ့အခါမှာရက်ဘယ်လောက်ကြာမလဲ man ဘယ်လောက်ကြာမလဲ year ဘယ်လောက်ကြာမလဲဆိုတဲ့အခါမျိုးတွေမှာ dated if ကိုတောင်းတယ်အဲ့တော့ဒီ dated if လေးကအသုံးဝင်နေအဲ့တော့ကျွန်တော် test run အနေနဲ့ကျွန်တော် dated if function လေးကိုဘယ်လိုသုံးပြရမလဲဆိုတော့ဒီ video လေးမှာ sharing လုပ်ပေးသွားမှာဖြစ်တယ် okay ဒါဆိုဆက်ကြည့်အောင်dated if ကဘယ်လိုနေရာမျိုးတွေမှာသုံးတာလဲဆိုတော့ကျွန်တော်တို့မှာ date နှစ်ခုရှိရပါတော့ step date နဲ့ end date ရှိမှာပေါ့နော်အဲ့ date နှစ်ခုရဲ့ကြားထဲမှာ map different လောက်ခိုင်းတာပေါ့ main အနေနဲ့ဆိုဘယ်နှ main ရှိလဲပြီးရက်အနေနဲ့ဆိုဘယ်နှရက်ရှိလဲပြီးတော့ရင်year ဆိုဘယ်နှ years ဘယ်နှခုကြာသွားပြီပဲလေပေါ့နော်အဲ့လိုမျိုး different လောက်တဲ့ခါမျိုးမှာတောင်းတယ်သူ့ကိုထပ်ပြီးတော့ advance တုံးတဲ့နေရာတွေတော့ရှိတယ်ဒါပေမဲ့ advance topic တွေကိုကျွန်တော်ဒီမှာမပြောပြဘူးဒါ basic ထရအောင်ပေါ့ data if ကိုမှဒီ basic တောင်းတဲ့ဟာကြီးပြောပြပေးမယ်ပေါ့နော်တော်တော်အသုံးဝင်နေပုံမှန်တိုင်းဟို date တစ်ခုကို minus နဲ့နှုတ်ပြီး calculation ကိုလုပ်ပြီးတော့လာဖွဲ့မယ်တို့နှစ်ဖွဲ့မယ်တို့ဆိုရင်ဘာကြီးပါလဲဆိုတော့အဒီ main ကြီးကလာပေါ့နော်31ရက်တက်တာတော့31ရက်တော့အဲ့လိုမျိုးတိတိကျကျလောက်လို့မရအောင်ဒါပေမဲ့ data if ကိုတောင်းမယ်ဆိုရင်တော့သူကသူ့ function တောင်းထားဖြစ်တဲ့အတွက်ကြောင့်မလို့သူကတခါလေ31နဲ့ဆောင်နေလားဆိုရင်31ပေါ့အဲ့လောက်တော့အဲ့လိုကြည့်ပါပါနော်ဘယ်လိုပုံစံလေးဖြစ်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် okay ဒီမှာပေါ့ start date နဲ့ end date ဒီနေ့လေးက December 31st ဆိုတော့မြင်တာလို့ပြီးခဲ့တဲ့နှစ် start date လေးကိုပြီးခဲ့တဲ့နှစ် December 31st December 2022ရဲ့ end ကကြတော့ 31st December 2023ဆိုပြီးတော့ရေးထားအဲ့တော့အရင်ဆုံးဒီဘလောက်ရှိလဲကြည့်မယ်ဆိုတော့အဲ့ဒါဆိုရင်ဒီ date နှစ်ခု different လောက်ပြီးဒီဘလောက်ရှိပါ data if နဲ့ရေးရမယ်ကွာဒီအဲ့ data if ကိုရေးတတိထားသူကဘာချောက်လဲတော့မသိဘူးเนาะ formula function နဲ့ရေးတဲ့ခါကျရင်အဲ့လို suggestion လာတယ်သူကောင်ကြတော့မလာအောင် data ရေးပြီးခွင်းစားလို့ရေးလိုက်တယ်ထုံးစံတိုင်းဆိုရင်ဘာလာပါဆိုပြီးတော့အပြရအောင်စာသားလေးနဲ့ပြရတယ်လေ data if မှာကျတော့ပြမနေဘူးအဲ့တော့ကိုကတော့ default အနေနဲ့တမ step date ကရေးလာမယ်ပြီး end date လာမယ်ပြီးသူ့ရဲ့ format ကြတော့ဒီမှာကြည့်ရမယ်ဘာလဲဆိုတော့ while လို့ရေးမယ်ဆိုရင် years ကိုပြောမှာ man လို့ရေးမယ်ဆိုရင် m လို့ရေးမယ် man ဒီဆိုရင် day ရောပေါ့နော် md တို့ပါ different in the ignoring math and year ဘာလို့ဒါထားရပေါ့ okay အရင်ဆုံး basics အနေနဲ့ကြတော့တို့ကဒီမှာ day လို့ကျင်တာကြတော့မြက်ဖွင့် d မြက်ပိတ် d here we go 365ဒါပေါ့ဒါ365ရဲ့ပြည့်တယ်နီဩတနှစ်အတီ့哦နော်365ရဲ့ okay နောက်တစ်ခု man အနေနဲ့ဆိုရင်တွဲ man ထွက်မှာเนาะအဲ့တော့ကြည့်အောင် equal data if stat comma and comma man ဆိုရင် m ပေါ့တော့ m တွဲ man document ပေါ့ yes နောက်တစ်ခု one year yes ကိုလိုချင်တယ်ဆိုရင် year ဘယ်လောက်လဲလိုချင်တယ်ဆိုရင်တို့ဘာလုပ်မလဲ equal data if assign so yes or y here we go 1 year right ဆိုတော့က formula လေးကိုမြင်တော့လို့ကျွန်တော်ဒီမှာတင်ပေးမယ်နော်ဒါဆိုရင် man ရေးထားတယ်ကောင်းဒါဆို yes ရေးထားတယ်ကောင်းပေါ့ဒါဆိုရေးထားကောင်းပေါ့ okay အဲ့ဆိုကြပါစို့ဒါကိုတို့က2021လို့ပြောင်းလိုက်မယ်ဆိုရင်year အနေနဲ့ဆို2 years ပေါ့ဘာလို့2022ထားတော့ max ဆို24 365 2စားဆိုတော့အဲ့တော့ data if အကြောင်းနားလိုက်မယ်သူ date နှစ်ခု different လောက်တာဒါပေမဲ့သူရဲ့ predictive value ကကြတော့တိတိကျကျပဲเนาะဒီမှာကတော့ different လောက်လိုက်ရင်တိတာနိုင်ပေမဲ့
man นี่ကြတော့စွန့်လာလို့မျိုးပေါ့နော်31နဲ့ဆုံးတာတော့ဘာလို့30နဲ့တော့ပြန်စားပြီးတော့ man for တာဘာလို့ထက် data if ကိုတောင်းတာအကောင်းဆုံးပဲ okay နော်ဒါဆို data if ကြောင်းနားလဲရမယ်လို့ထင်ပါတယ် okay နောက် video မှာထပ်ကြည့်အောင် okay ဒီ video လေး ဒီ recap ပေါ့နော်ဒီ video တစ်ပုဒ်လုံးမှာဆိုရင်ကျွန်တော်တို့ဘယ်အကြောင်းအရာပြောရတာလဲဆိုတော့ data if ရဲ့ purpose ပေါ့နော် data if ကိုဘယ်လိုနေရာမှာတောင်းတာလဲအဓိကတော့ဒိတ်နှစ်ခုချာမှာရှိတဲ့ day တွေ man တွေ year တွေကိုအတိအကျဆွဲထုတ်ချင်တဲ့ခါမျိုးမှာတောင်းတယ် return value အနေနဲ့ဆိုရင် given unit ရဲ့ to date ရဲ့ time ပြန်ထွက်မယ် data if ရဲ့ဒီ syntax ကဒီလိုမျိုးလေးပေါ့နော်တကယ်လဲ practice လုပ်ပြသွားတယ်ပြီးတော့တကယ်ကိုပဲ hang on explanation လုပ်ပြီးတော့ဆွဲထုတ်သွားတယ်ဒါတော့ဒီ view လေးရဲ့ recap ပေါ့ဒါဆိုရင်ဒီထက်ပို့ပြီးတော့စိတ်ဝင်စားပြီးတော့အသုံးဝင်တဲ့ video clip တွေကို touch line နေနဲ့ထပ်ပြီးတော့တင်ပေးသွားအောင်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ touch line channel လေးကို I can subscribe အဆင်ပြေမယ်ဆိုရင် sharing လေးတွေလုပ်ပေးသွားပေးပါအောင် okay ကျွန်တော်နောက် video မှာဆက်ပြီးတော့တွေ့ကြမယ်ကျေးဇူးပါ